လင်မယားတဲ့ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီလင်မယားဆိုတဲ့စကားလိုပဲလင်ကရှေ့ကအမြဲတမ်းဥဆောင်တာဖြစ်တော့ကြောင့်အိမ်အောင်တစ်ခုမှာဒီလင်ကြောင့်ပဲစီးပွားရေးတွေတက်မိသားစုတွေစိတ်ချမ်းသာဖြစ်ရတယ်လို့ဒီလင်ကြောင့်ပဲစီးပွားတွေပြက်ပြီးတော့မိသားစုတွေပြိုကွဲရတဲ့အိမ်အောင်စုတွေရှိပါတယ်ဒီเจ้าရနဲ့ပတ်သက်ပြီးတော့မိသားစုနှစ်စုအကြောင်းကိုဥပမာလေးအဖြစ်တင်ပြပါစီနံပါတ်1မိသားစုကတော့လင်လို့သူယောက်ျားဖြစ်သူပါပေါ့နော်သူ့ကိုယ်သူယုံကြည်မှုတွေလွန်ကဲပြီးတော့ဒီမိသားစုဒီမိန်းမနဲ့သားသမီးတွေဟာသူ့ကိုမိခိုးပြီးတော့သူ့လှုပ်ကြွေးနေရတယ်သူမရှိတဲ့အခါမှာဒီမိသားစုဟာလှဲသမားခွေးပြောက်တယ်လို့ဘုံပြောက်နေမှာဆိုတဲ့သူဟာဆိုရင်သူ့ကိုယ်သူယုံကြည်မှုတွေလွန်ကဲပြီးတော့ဒီစီးပွားတွေကသူ့ကြောင့်ဖြစ်လာတာဒီမိသားစုကသူ့ကိုမိခိုးနေတာဆိုတဲ့မိသားစုကိုစေတနာမပါတဲ့စိတ်နဲ့သူကလှုပ်ကြွေးနေတာဖြစ်တဲ့အတွက်သူ့ကိုယ်သူတော်တယ်တတ်တယ်ပေါ့နော်သူသာမရှိရင်ဆိုတဲ့အတွေ့နဲ့မိသားစုအပေါ်မှာယာနှုံးပြည့်စေတနာမပါဘူးပေါ့နော်ဒီလိုစိတ်ရှိတော့အောက်ကသူ့ကိုမိခိုးနေတဲ့မိသားစုကလည်းတဖြည်းဖြည်းစိတ်တွေယိုယွင်းလာပြီးတော့နောက်ဆုံးမှာထာဝရလမ်းခွဲပြီးတော့အပီးအပိုင်ပြတ်ဆဲသွားရတဲ့မိသားစုပါအမှန်ကလင်းရမရရဲ့လို့ဖြစ်လာလို့ရှိရင်မိသူမဆို0ဘဝကနေစရတာပေါ့နော်အဲ့ဒီနှစ်ယောက်ရဲ့ကန်ဆက်မှုကြောင့်သာဒီစီးပွားဒီမိသားစုဆိုတာဖြစ်လာတာကိုယုံကြည်မှုမရှိပဲသူ့ကိုယ်သူ over confident နေဖြစ်ပြီးတော့မှနောက်ဆုံးမိသားစုပြိုကွဲရတဲ့အထိဖြစ်သွားတဲ့မိသားစုပါဒါကတော့နံပါတ်1မိသားစုလေးပါနံပါတ်2မိသားစုကတော့ထာဝရရွှေလက်မြဲသွားတဲ့မိသားစုပါယောက်ျားလို့သူဟာမိသားစုအပေါ်စေတနာအပြည့်ထားတယ်ရတဲ့လစာအပြင်မိန်းမနဲ့သားသမီးတွေကို surprise ဆိုပြီးတော့သူကခဏခဏလုပ်ပေးရပေါ့နော်ဒီလိုပျော်ရွှင်တဲ့မိသားစုဘဝကိုရတာဟာသူကံကောင်းတယ်သူ့မိန်းမနဲ့သားသမီးတွေကိုသူကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်သူ့မှာအမြဲရှိနေပါတယ်အဲ့ဒီလိုဖြည့်ဆည်းခွင့်ရနေတာကိုကသူကအမြဲပျော်ရွှင်နေသူပါမိန်းမနဲ့သားသမီးတွေကလည်းသူ့လင်သူတို့အဖေအဆင်ပြေပါစေအပြန်အလှန်မေတ္တာတွေထားပြီးတော့ဒီတစ်မကအဆင်ပြေပါစေအယောစင်တွေကလည်းကြီးလာပြီးတော့ထာဝရရွှေလက်မြဲသွားတဲ့မိသားစုဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့အိမ်အောင်ရှင်တိုင်းမိသားစုတိုင်းမိမိကိုယ်ကိုဘလို့စိတ်ဓာတ်မျိုးနဲ့မိသားစုအပေါ်မှာရှိနေလဲဆိုတာကိုပြန်လဲသုံးသပ်မိမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကောမန့်မှာဝင်ရေးပေးသွားလို့ရတယ်နော်ကြည့်ရှုမှုအတွက်ကျေးဇူးပါ